ဟုတ်ဒီနေ့ကျောင်းသားပြမှာပဲဖြစ်ပါတယ်ကျောင်းလေးပဲပြုလိုက်ပါဒါရရောက်ကျောင်းပစ္စည်းလေးပေါ့ကျောင်းမပြမယ်ပေါ့နော်ဒါလွယ်အိတ်လေးပဲဖြစ်ပါတယ်အဲ့ဒီလွယ်လေးရချစ်ကြတာကျောင်းဝတ်စုံပြခိုင်းထားတဲ့လူတွေအတွက်ပေါ့နော်ဟိုလက်သေးလေးရလည်းကျိုးနေပါကျောင်းဝတ်စုံပြခိုင်းထားတဲ့လူတွေအတွက်ပေါ့နော်ကျောင်းဝတ်စုံပြပါမယ်ခဏလေးနော်ဒီမှာကကျောင်းဝတ်စုံကတော့ကျောင်းဝတ်စုံကဒီလိုမျိုးလေးပဲပေါ့နော်ကျောင်းဝတ်စုံကတော့ပေါ့နော်ပြပြပေးမယ်ဝတ်စုံလေးကိုပြန်ပြပါမယ်ခဏလေးနော်ဒီလိုမျိုးပါအနောက်ဘက်ရောက်ပြီပေါ့ကျောင်းဝတ်စုံအနေနဲ့ကြတော့ပေါ့နော်အတန်းကြီးဆိုဒီလိုဝတ်လို့ရပါတယ်အတန်းငယ်လေးဆိုတော့ဒီလောက်စက်ကတ်လေးပေါ့နော်သူကအမဲရောက်မှာကျောင်းသားတွေဘယ်လိုခွဲကြလဲဆိုရင်တော့ကျောင်းသားကတော့ဒီလိုဝတ်ထားမယ်ဆိုရင်တော့6တန်းအထက်ပေါ့နော်6တန်းအထက်ဆိုညီမကတော့6တန်းပြီးသွားပါပြီ9တန်းတက်မှာပါโอเคဒီက6တန်းပြီးသွားပါပြီ9တန်းတက်ကမယ်လူလေးပဲဖြစ်ပါတယ်အရက်ပွဲလို့လားမပြောနဲ့ပေါ့နော်အတမကောင်းလားမပြောပါနဲ့အရန်ပူပါတယ်လေးပဲ9ပဲဖြစ်ပါတယ်ခဏလေးတော့ပြန်တွေ့ပြီโอเคပြန်လာပါပြီဘာမှမဟုတ်ပါဘူးတော့ကြောင့်ဘောလီဝတ်လည်းမရရင်ဘောလီမဝတ်လည်းရပါတယ်6တန်းနေတော်တော်လေးဖောင်းနေတဲ့လူတွေကြောက်ပူကြပါတယ်မပေါ့โอเคဒီလိုလေးပဲဖြစ်ပါတယ်သူကျိုးလေးနဲ့ပေါ့နော်ဒီလိုကျိုးလေးနဲ့အပွားကြောက်ဒီဒါကြောက်ပြောင်းဝတ်ကြတာနော်ဒါအိမ်မှာရှိတဲ့ဟာဆိုတပတ်ခါလုံးမှကြောင်းပြတ်တက်ကမှာပဲဖြစ်ပါတယ်လွယ်လေးနဲ့တွားလိုက်ပါအောင်မယ်ထနာလေးနော်โอเคတွားပါရင်လိုက်ခဲ့လာ let's go โอเคကျောင်းရောက်ပါပြီမလေးလွယ်လေးအရင်တင်မယ်ထမင်းကြိုက်လေးပေါ့နော်ထမင်းကြိုက်လေးရိုးတင်လိုက်ပါအောင်ရှင်ထမင်းကြိုက်တော့ဒီမှာထားလိုက်မယ်ပြီးပန်းအောင်ဒီမှာထားမယ်လွယ်ကိုဒီမှာပြန်ချအဲ့အဝတ်တရားကြတော့ပေါ့နော်ငါတို့ဝတ်မဟုတ်ပါဘူးကျောင်းကကက်ဆန်မိုက်လောက်တဲ့လူတွေရဲ့ဝတ်ပါโอเคထမင်းကြရေးစားရပါမယ်โอเคရေဖို့ရမှာရေမရှိသေးပါဘူးကျောင်းမတက်သေးလို့ပါโอเคပို့ရင်ချက်တောင်ခတ်ဖို့အတွက်ချက်တောင်ပန်ကားလေးရေးဖွလိုက်ပါပေါ့နော်လေးလာပါပြီးရင်အိုးဒီမှာ9တန်းဆိုပေါ်ပင်ထမင်းဘူးဆိုရင်ကြည့်လိုက်ပါမယ်ဒီမှာနာမည်ရင်ဒီပေါ်မှာကတ်ထားပါတယ်မပြောပြချင်လို့ပါဖွင့်လိုက်ပါအောင်မယ်โอเคရပါပြီဒါကြတော့ပေါ့နော်